အားလုံးမင်္ဂလာပါဒီဗီဒီယိုထဲမှာတော့ကျွန်မကစာရဲနဲ့ရေးတဲ့အခါမှာပေါ့နော်စာရဲမဲ့ဖြစ်ဖြစ်ဒီ thesis တို့နောက်တခြား report တို့ဘာတို့ပေါ့နော်အဲ့လိုဒီ academic writing ပေါ့အဓိကပြောချင်တာ academic writing မှာဒီအရေးကြီးတဲ့ paragraph structure ပေါ့အဲ့ဒါရဲ့basics တစ်ခုကိုပြောပြချင်တယ်ဆိုတော့ဒီလို academic writing တွေမှာကျမတို့ကအားလုံးသိကြတဲ့အတိုင်းပဲသူ့ရဲ့ခေါင်းစဉ်တွေရှိတယ်ပေါ့နော်ဥပမာ introduction ရှိမယ် methodology ပေါ့နော်ပြီးတော့research findings တို့ဘာလို့ပေါ့အဲ့လိုမျိုးအဲ့ခေါင်းစဉ်တွေရဲ့အောက်မှာကျမတို့က paragraph တွေနဲ့သူ့ကိုတိဆောက်ရတယ်အဲ့လိုမျိုး paragraph တွေကိုစီစဉ်ရေးသားတဲ့အခါပေါ့နော်ဆိုတော့ဘယ်လိုမျိုးတွေရေးကြသလဲပေါ့အဓိက basic ကကြတော့paragraph တစ်ခုက topic တစ်ခုအကြောင်းကိုရှင်းပြရမယ်ပေါ့နော်ဥပမာဒီကိုကပထမဆုံးအနေနဲ့အကြောင်းအရာတစ်ခုအကြောင်းကို paragraph တစ်ခုမှာအရင်ဆုံးရှင်းပြတယ်ရှင်းပြပြီးသွားရင်နောက်ထပ်အကြောင်းအရာတစ်ခုကိုပြောင်းပြီဆိုရင်ကြတော့ကျမတို့ကနောက် paragraph ကိုသွားရမယ်ပေါ့နော်အဲ့လိုမျိုးတွေparagraph by paragraph ပေါ့နော်တစ်ခုပြီးတစ်ခုကိုစီစဉ်ရေးသားတဲ့အခါမှာလည်းပဲသူကတစ်ခုနဲ့တစ်ခုကချိတ်ဆက်နေရမယ်ဟိုအပေါ်က first paragraph မှာကကိုကအကြောင်းအရာတစ်ခုကိုပြောလိုက်တယ်ပြောလိုက်ပြီးတော့မှချက်ချင်းကြီးနောက် paragraph မှာပေါ့နော်တခြားအကြောင်းအရာတစ်ခုကိုအချိတ်ဆက်မရှိဘဲနဲ့သွားပြီးတော့မှပြောရင်ကြတော့စာဖတ်ရတဲ့သူအနေနဲ့ကဇဝေဇဝါဖြစ်တာပေါ့နော်ဘယ်ကနေဘယ်အကြောင်းအရာကနေဘယ်အကြောင်းအရာကိုရောက်လာတာလဲပေါ့အဲ့ဒီအတွက်ကြောင့် paragraph တစ်ခုနဲ့တစ်ခုနဲ့ကလည်းပဲဒါ link ဖြစ်နေရမယ်ပေါ့အဲ့ဒီဟာလေးကိုကျွန်မပြီးကြရင်အခုလက်ရှိဖတ်နေတဲ့ article လေးကိုဥပမာပေးပြီးတော့မှပြောပြမယ်ပေါ့နော်အရင်ဆုံး okay ဟုတ်ပြီဒါဆိုရင် paragraph တစ်ခုအတွင်းထဲမှာရောကျမတို့စာရေးတဲ့အခါမှာပေါ့နော် academic writing မှာဘယ်လိုမျိုးရေးကြသလဲပေါ့ဒီအဓိကကတော့ဒီ basics ပေါ့နော် basic ကတော့ဒီအတိုင်းရေးကြတာများတယ်ပထမဆုံးအနေနဲ့ paragraph တစ်ခုရဲ့စာပိုက်တစ်ခုရဲ့အစမှာဆိုကျမတို့ကပထမဆုံးရေးလိုက်တဲ့ sentence ကကြတော့ topic sentence လို့ခေါ်တယ်ပေါ့နော်ဒီ paragraph ကဒီစာပိုက်ကဘာအကြောင်းအရာကိုပြောမှလဲဆိုတာကိုintro ဝင်နဲ့ပေါ့စတင်တဲ့topic sentence လို့ခေါ်ကြတယ်ပေါ့ okay ဒါဆိုဒီအကြောင်းအရာကျွန်တော်တို့ကမိတ်ဆက်လိုက်ပြီဆိုရင်နောက်ထပ်လာမယ့် sentence တွေပေါ့နော်ဝါကြတွေကကြတော့ဒီခုနက topic sentence ကို support လုပ်ပေးတဲ့ supporting sentence တွေပေါ့နော်သူ့ကိုအခြေခံပြီးတော့မှရေးလာတဲ့ဝါကြတွေဖြစ်မှာပေါ့ဥပမာသူ့အကြောင်းကိုထပ်ပြီးတော့ဒီ topic sentence မှာရေးထားတဲ့အကြောင်းအရာကိုထပ်ချက်ပြီးတော့မှရှင်းပြတာပဲဖြစ်စေတချို့လိုအပ်တဲ့ information တွေထပ်ပြီးတော့မှဖြည့်တာပဲဖြစ်စေပေါ့နော်အဲ့လိုမျိုးရေးလာတဲ့sentence တွေဖြစ်တယ်ဆိုတော့ဒီ supporting sentence ကတော့သူ့ရဲ့ကိုပြောချင်တဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့အရေးအတွက်ကတော့အမျိုးမျိုးရှိနိုင်တယ်ပေါ့နော်နောက်ဆုံးကိုဒီ information ကိုအပြည့်အဝပေးလိုက်နိုင်ပြီလို့ယုံကြည်တဲ့အထိပေါ့အဲ့လိုမျိုးရေးကြတယ်ဒါပေမဲ့တာမန်အားဖြင့်တော့paragraph တစ်ခုဆိုတာကအရှည်ကြီးတော့ရေးလေးတော့မရှိဘူးပေါ့နော်အများဆုံးတော့5 sentence ဖြစ်မယ်အနည်းဆုံးတော့3 sentence ဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးပဲရေးကြတာများတယ်ဆိုတော့ supporting sentence တွေပြီးသွားပြီဆိုရင်နောက်ဆုံးမှာကြတော့ဒီ concluding sentence လို့ခေါ်တယ်ပေါ့နော်ဒီကိုပြောလိုက်တဲ့ဒီစာပိုက်ထဲမှာကိုပြောချင်တဲ့အကြောင်းအရာကိုအဆုံးသတ်ပေးတဲ့ sentence ပေါ့အဲ့ဒီ sentence မှာဘာပါလာလဲဆိုတော့ဒီအခုကိုလက်ရှိရေးနေတဲ့ paragraph ပြီးသွားရင်နောက်ထပ်လိုက်လာမယ့် paragraph ကို link ဖြစ်စေတဲ့ချိတ်ဆက်ပေးတဲ့အကြောင်းအရာတွေလည်းပဲဒီ concluding sentence လေးမှာပါသွားတယ်ပေါ့ဆိုတော့ဒါကကြတော့ကျမတို့ဒီ paragraph တစ်ခုရဲ့ basic structure ပေါ့နော်ဒီလိုပုံစံမျိုးနဲ့ရေးတာဖြစ်တယ်အဲ့ဒီအတွက်ကျမဒီဟာကိုအခုလက်ရှိဖတ်နေတဲ့ article လေးနဲ့ဥပမာပေးပြီးတော့ပြောပြမယ်နော်က basic sentence structure ကိုပြောပြီးတဲ့အခါကျတော့ဒီ article လေးမှာအဲ့ဒီပုံစံအတိုင်း follow လုပ်ထားလားမထားလားဆိုတာကိုဥပမာလေးပေးကြည့်တာပေါ့နော်ဆိုတော့ဒီ article တွေကတော့ဒါကျမတို့ရဲ့fee ရဆိုတော့ technical terms တွေတော့ပါလိမ့်မယ်ဒါပေမဲ့အဓိကကျမပြောချင်တာကကြတော့ခုနက basic paragraph structure ပေါ့
ဒီ topic sentence လာမယ်ပြီးရင်သူ့ရဲ့နောက်မှာသူ့ကို support လုပ်ပေးတဲ့ sentence တွေလာမယ်နောက်ဆုံးစာကြောင်းဒီ paragraph ဒီအကြောင်းအရာကိုပေါ့နော် conclude လုပ်တဲ့ concluding sentence ဆိုပြီးတော့အဲ့ဒါတွေရဲ့အကြောင်းကိုရှင်းပြချင်တာနမူနာပေးချင်တာဖြစ်တယ် okay ပထမဆုံးအနေနဲ့ဒီ paragraph တွေရဲ့ဖွဲ့စည်းပုံပေါ့နော်ဥပမာ second paragraph ကိုကြည့်မယ်ဆိုရင်သူက paragraph တွေကတစ်ခုနဲ့တစ်ခုကခုနပြောသလို link ဖြစ်နေရမယ်ဥပမာ second paragraph ကသူမလာခင်သူ့ရဲ့အကြောင်းကိုအရင် first paragraph မှာပြောထားပြီးသားပေါ့နော် first paragraph ကနေပြီးတော့မှသူကမိတ်ဆက်လာလိုက်ပြီးတော့second paragraph ဖြစ်လာတယ်ပြီးရင်သူကနေပြီးတဲ့အခါကျတော့ that paragraph ကိုlink ဆက်လုပ်ပေးရပေါ့နော်အဲ့လိုမှပဲကျွန်တော်တို့ကတစ်ခုနဲ့တစ်ခုဖတ်တဲ့အခါကျတော့ sequence ကြပြီးတော့ဖတ်ရတာကျွန်မအရင်ပြောသလို story တစ်ခုကိုဖတ်ရတယ်လို့ပေါ့နော်တစ်ခုနဲ့တစ်ခုကဆက်နေတာပေါ့ဆက်နေတော့နားလည်လွယ်တယ်ပေါ့ audience အနေနဲ့ okay ဒါဆိုရင်ပထမဆုံးအနေနဲ့ဒီ first paragraph ကိုဥပမာကြည့်ကြမယ်ပေါ့နော်ခုနက topic sentence ရဲ့နောက်တော့ support လုပ်ပေးတယ် supporting sentence ရဲ့ပြီးတော့ concluding sentence တွေဟုတ်မဟုတ်အဲ့လိုမျိုး structure နဲ့ဒါအောင်လုပ်ထားလားပေါ့နော် okay ဒါဆိုရင်ပထမဆုံးစာကြောင်းဒီဒါသိကြတယ်သူဒီ topic sentence ဖြစ်မယ်ပေါ့နော်ဒီ paragraph ကဘာအကြောင်းအရာပြောပါလဲဆိုတာကိုမိတ်ဆက်တာပေါ့ဥပမာဒီမှာဆိုရင်ကြတော့သူကဘာအကြောင်းအရာကိုအဓိကပြောချင်တာလဲဆိုတော့ဒီ payments for ecosystem services programs for PESP ပေါ့ PESP အဒီကဘာတွေဆိုတာကိုသူကပြောလာတယ်ဆိုတော့ okay ဒီစာပိုက်ဒီဒါဒီ PESP အကြောင်းတွေဖြစ်ရမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်အဲ့ဒါ topic sentence ပြီးတဲ့အခါကျတော့now first supporting sentence ပေါ့နော် PESP have a potential to contribute to many SDGs ပေါ့သူကဘာတွေလုပ်ပေးတယ်ဆိုတာကိုထပ်ပြီးတော့မှရှင်းပြတယ်ပေါ့ရှင်းပြပြီးတော့နောက်ထပ်မှာ third sentence မှာဆိုရင်ဒီ PESP အကြောင်းကိုပဲထပ်ပြီးတဲ့ခါကျတော့နားလည်အောင်ပေါ့နော်ဆွဲခေါ်ပြီးတော့မှရှင်းပြပေးသွားတယ်ရှင်းပြပေးသွားပြီးတော့ဒီနောက်ဆုံး paragraph နောက်ဆုံးsentence ပေါ့နောက်ဆုံး sentence ကကျတော့ of course it is concluding sentence ပေါ့ so these programs are considered to serve the programs ကအပေါ်မှာဒီ PES program တွေအကြောင်းရှင်းပြပြီးဒီ programs တွေကဘယ်လိုမျိုးလုပ်ပေးပါတယ်ဆိုတော့နောက်ဆုံး conclude လုပ်လိုက်တယ်ပေါ့နော်လုပ်လိုက်ပြီးတော့ okay ဒါ first paragraph ပြီးသွားပြီပေါ့နော် second paragraph ကကြတော့ခုန programs ဒီအကြောင်းပြောရင်းနဲ့နောက်ထပ်သူကအကြောင်းအရာဒီပထမဆုံးfirst line ကကြတော့သူကကြတော့ခုန paragraph ရဲ့ဖွဲ့စည်းပုံအရပြောမယ်ဆိုရင် topic structure ပေါ့ topic sentence ပေါ့နော်ဒီမှာဆိုရင်အဲ့ programs တွေကလည်းခုန program တွေအကြောင်းပြောတယ် agree environmental policies တွေနဲ့ relate ဖြစ်နေတယ်ပေါ့နော်Europe နဲ့ဒီ USA က AB ကျင်းနဲ့ relate ဖြစ်နေရဲဆိုတော့ဒီဟာဒီဒါတွေနဲ့ relate ဖြစ်နေတဲ့ဒါ policies တွေအကြောင်းကိုရှင်းပြမယ် paragraph ဖြစ်မယ်ပေါ့နော်ဆိုတော့ဒါဒီ topic sentence ဆိုတော့အဲ့ဟာ AB တွေအကြောင်းပြောမယ်ဆိုတော့ဒီရဲ့အနောက်မှာကျွန်မဖတ်ရတာလည်းပဲဒါ AB တွေကိုပဲသူကထပ်ပြီးတော့မှရှင်းပြတယ်ပေါ့နော်ရှင်းပြပြီးတော့နောက်ဆုံးမှာတော့ဒီAB ကဘယ်လိုလဲဆိုတာကိုဒီနောက်ဆုံး conclude လုပ်လိုက်တယ်ပေါ့နော် conclude လုပ်လိုက်မှပဲကျမတို့ကဒီအကြောင်းအရာပြီးသွားပြီးတဲ့အခါကျတော့အဲ့ဒီဟာနဲ့ဆက်ပြီးတော့နောက်ထပ် that paragraph ကိုဆက်သွားတယ်ပေါ့နော်အဲ့တော့ဒီလောက်ဆိုရင်ကျမပြောချင်တဲ့ idea ကိုရမယ်လို့ထင်တယ်ကျမတို့တွေစာရေးတဲ့အခါမှာပေါ့နော်အဓိက academic writing ရေးတဲ့အခါမှာparagraph တွေကိုဘယ်လိုမျိုးခွဲရမှာလဲပေါ့အဲ့ဒီဟာကိုလည်းပဲကျောင်းသားတော်တော်များများကနည်းနည်းဇဝေဇဝါဖြစ်ကြတယ်တခါတလေကြာရင်paragraph တစ်ခုထဲမှာအကြောင်းအရာ2ခု3ခုကိုစုပြုံပြီးရေးတာမျိုးတွေလည်းပဲဖြစ်သွားတတ်တယ်ပေါ့နော်ဒီအတွက်ကျွန်မဒီဟာလေးကအားလုံးအတွက်ကြိုးရှိမယ်လို့တော့ထင်တယ်paragraph တွေကိုဖွဲ့စည်းတဲ့အခါမှာဒါဒီ basics ပဲပေါ့နော်ဒီထက်ပြီးတော့မှထပ်ပြီးတော့ advanced ဖြစ်တဲ့ structure တွေလည်းပဲရှိလိမ့်မယ်ဒါပေမဲ့ဒီလောက်ဆိုရင်ပဲဒါဘယ်လိုပဲဖြစ်တော့ကိုရေးရဲ့အခါမှာ idea လေးတစ်ခုတော့ရသွားမယ်လို့ပြောနေပါတယ်ဆိုတော့အားလုံးကျေးဇူးပါကျွန်မဒီလောက်နဲ့ video ကိုရက်လိုက်မယ်နော်